ဒီဇလန်လေးကတော့ zombie virus အခုခံထားရတဲ့သမီးဖြစ်သူကိုဘယ်လိုတွေဆောက်ရှောက်သွားလဲဆိုတာကိုဟာတာဆန်ဆန် drama ပုံစံနဲ့ကြည့်ရှုရမှာပါ။တခါတော့ဂျင်ဝမ်တယောက်ဟာစိုးမှာသမီးဖြစ်သူနဲ့အတူနေထိုင်ခဲ့တာပေါ့။သမီးဖြစ်သူကတော့အကကရတာကိုဝါသနာပါပြီးအကသမားတယောက်ဖြစ်ဖို့စူးစမ်းနေတဲ့သူ။သူတို့အိမ်မှာတော့အေယုံခေါ်တဲ့ကျွန်တော်ကောင်းလေးရှိပြီး TV မှာပြသနေတဲ့ virus တွေကူးစက်နေတဲ့သတင်းကိုဆရာကြီးစတိုင်နဲ့ကြည့်နေခဲ့ပါတယ်။ခဏကြာမှတော့စူဝါရဲ့မွေးနေ့တတာကြောင့်အဖဖြစ်သူနဲ့ဖုံးပြောနေခဲ့ပြီးလက်ဆောင်ကိုစူပါနားမှာထားတာကြောင့်စူဝါတယောက်လက်ဆောင်ဖွင့်ကြည့်နေချိန်ဘရဲဘောက်ကနေဘေးကန်ကမိမတယောက်နဲ့လူတယောက်ကိုဘာဘာမညာညာလုပ်နေတဲ့ထင်နေခဲ့ပါတယ်။ခဏကြာမှတော့ဇွန်ဘီဖြစ်နေတဲ့မိမကြီးမှာသူတို့ဘရင်ဘောက်ကိုလာရောက်တိုက်ခိုက်ခဲ့တာကြောင့်အရင်ဆုံးပြင်ထွက်ဖို့ပြောကထွက်ပြေးလာခဲ့ကြပါတယ်။အပြင်မှာတော့တမျိုးလုံးကကူးစက်ခံနေရတာကြောင့်ဖုန်းဆက်ကအကူကြီးချောင်းဖို့လုပ်ခဲ့ပေမဲ့ဖုန်းလိုင်းကလည်းမြန်မာနိုင်ငံမှာလိုမိမနေခဲ့တာကြောင့်အဖွားရှိတဲ့ရွာလေးစီတော်ဖို့လုပ်လိုက်ပြီးဒီဇွန်ဘီအုပ်တွေကြားထဲကနေဖြတ်သွားဖို့ဇွန်ဘီပုံစံဟန်ဆောင်လိုက်ကြပါတယ်။ဇွန်ဘီတက်တောင်ဇွန်ဘီနေကြတဲ့သူတို့ကိုနောက်ဆုံးမှတတိထားမိသွားကပြေးလိုက်လာခဲ့ကြပါတယ်။ဒီနေရင်စူဝါတယောက်လဲကျသွားကဇွန်ဘီဖွားကြီးရဲ့ကြိုက်တာခံရမယ့်ချိန်အဖေဖြစ်သူမှလက်ထုခံကအကြိုက်ခံလိုက်ပေမဲ့ဇွန်ဘီဖွားကြီးကအန်ကတ်တက်တာဂျင်ဝမ်တယောက်တက်တာရသွားခဲ့ပါတယ်။နောက်ဆုံးမှတော့ဂျင်ဝမ်တယောက်စူဝါကိုခဏပုတ်ခိုင်းကကောက်တက်ယူလာပြီးထွက်ပြေးလာခဲ့ကြပါတယ်။လွန်မြောက်လာလို့ပြောနေတဲ့ဂျင်ဝမ်လည်းစူဝါရဲ့ပုံစံကမူမမှန်နေတာကြောင့်မေးလိုက်တဲ့ချိန်တယောက်တည်းရှိနေတော့ကဇွန်ဘီကလေးလေးမှကြိုက်လိုက်တာဖြစ်ကြောင်းပြောလိုက်ပြီးသမီးဇွန်ဘီဖြစ်တော့မှလားလို့မေးလိုက်ပါတယ်။ဂျင်ဝမ်လည်းကူးစက်ခံရတဲ့အစူဝါကိုတတိမအောင်တစ်ချက်တီးလိုက်ပြီးအဖဖြစ်သူတန်းခေါ်လာခဲ့ပါတယ်။စူဝါရဲ့ဝိုင်းကိုရောက်တာနဲ့ဂျင်ဝမ်ကိုဘာကိစ္စနဲ့လာတာလဲလို့မေးလိုက်ပါတယ်။ဂျင်ဝမ်လည်းသမီးဖြစ်သူကနေမကောင်းကြောင်းပြောလိုက်တာကြောင့်စိတ်ပူပြီးအခန်းထဲပြုတ်ဝင်သွားတဲ့အချိန်ရှုပ်ပေါက်အောင်မွေးရတဲ့စူဝါကိုအဖွားလက်ရလေးလွတ်ပေးလိုက်တာကြောင့်တတိမေသွားခဲ့ပြပါတယ်။စူဝါပြန်တတိလာတဲ့အချိန် TV မှာကူးစက်ခံရတဲ့သူတွေနဲ့အနားမနေဖို့တတိပေးကြဖို့တတိပေးနေပါတယ်။ဂျင်ဝမ်တယောက်အပြင်မှာလိုရာထုတ်ဝင်နေတဲ့ချိန်ကူးစက်ခံရတဲ့သူတွေကိုစစ်တပ်ကရှင်းနေနေတာကိုဂျင်ဝမ်တွေ့သွားတဲ့ကြောင့်အမေဖြစ်သူကိုစူဝါချောင်းကိုဘယ်သူမှမပြောဘူးပြောလိုက်ပြီးသူ့လက်နဲ့သူကိုယ်တိုင်ပဲတပ်ဖို့လုပ်ခဲ့ပေမဲ့အမေဖြစ်သူရဲ့ဘုံရည်တွေစိတ်ထဲမှာမြင်အောင်လာပြီးမလို့ရတော့တာကြောင့်အမေဖြစ်သူမှသူပဲလုပ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ဂျင်ဝမ်လည်းအမေကိုတားလိုက်ကစူဝါနဲ့အတူတည်ဖို့လုပ်နေတဲ့အချိန်အဖွားကြီးမှတယောက်တစ်ချက်တီးပေးလိုက်ကတာမီနှစ်ယောက်စကားပြောနေတော့စူဝါတယောက်ထွက်ပြေးသွားခဲ့ပါတယ်။တရွာလုံးလိုက်ရှာခဲ့ပြီးနောက်ဆုံးမှစူဝါရဲ့ရမ်းကြိုက်တဲ့နေရာတစ်ခုကိုလိုက်သွားခဲ့ကအဲဒီမှာစူဝါရှိနေတာကြောင့်စူဝါတယောက်သက်ရှင်နေကြောင်းပြောလိုက်ပါတယ်။အကြောင်းမှာတော့သူမငယ်တော့ကဒီနေရာမှာဆော့ကစားရတာကိုအရန်ကြိုက်ကြောင်းပြောလိုက်ပြီးနောက်ထပ်စူဝါကြိုက်နေတဲ့တခြင်းတစ်ပုဒ်ကိုဖွင့်လိုက်ပါတယ်။စူဝါကတော့ဇွန်ဘီတော့စူဝါတော့ပုံစံနဲ့ကနေခဲ့ပါတယ်။အိမ်နောက်အင်ပြန်ခေါ်လာအသိရှိနေသေးတယ်ဆိုရင်ဒီကျုပ်ထမင်းကိုစမ်းမပဲလို့ပြောလိုက်ပေမဲ့အမဲဦးပဲစားနေတာကြောင့်ဖတ်ပြီးသူမှသူငယ်ကနေတူချောင်းပြောနေတော့ဂျင်ဝမ်တငယ်ချင်းရောက်လာကမတွေ့ရတာကြားတဲ့ဂျင်ဝမ်ကိုနှုတ်ဆက်လိုက်ပြီးစူဝါရဲ့ပုံစံကိုတတိထားမိကအပြင်ထွက်ပြီးစစ်တပ်ကိုသတင်းပေးဖို့လုပ်နေတဲ့အချိန်ဂျင်ဝမ်တယောက်တားလိုက်ပြီးသူ့သမီးကိုအကြောင်းမကြားဖို့နဲ့စူဝါတယောက်အသက်ရှင်နေကြောင်းပြောလိုက်ပါတယ်။ထို့နောက်စူဝါရဲ့မညံကိုပင်လေရအောင်လေ့ကျင့်ပေးမယ်လို့တောင်းပန်လိုက်တာကြောင့်တုံးပဲလေမတိကျအောင်ဆောင်ပေးလိုက်ပြီးဒီ virus တဲ့အတွက်ကုသဖို့ဆေးဝါးကိုအစိုးရကဖော်ဆက်နေတာကြောင့်သူပါကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ထို့နောက်တကယ်ချင်းတယောက်စူဝါကိုအတူတူလေ့ကျင့်ပေးကကူးစက်ခံရတဲ့စူဝါရဲ့တိုးတက်မှုတွေကိုမှတ်သားထားခဲ့ပါတယ်။ဒီမှာစူဝါအတွက်အမေရိကန်ပြည်သူတွေကိုတောင်းရတဲ့အချိန်တစ်ချိန်ကငယ်ချီဦးကိုတွေ့လိုက်တာကြောင့်ပုံနေလိုက်ပေမဲ့ဂျွမ်ကိုတွေ့သွားတဲ့ယွမ်တယောက်ကဝင်နှုတ်ဆက်လိုက်ပြီးအတူပြန်လာခဲ့ကြပါတယ်။လမ်းမှာတယောက်အကြောင်းတယောက်ပြောလိုက်ပြီးသမီးဖြစ်သူနဲ့ဒီရောက်ကိုလာနေတဲ့ဖြစ်ကြောင်းပြောလိုက်တော့လာလေလို့ရမလားလို့မေးလိုက်ပေမဲ့ဂျွမ်ကတော့ညှင်းလိုက်ပြီးစူဝါအကြောင်းတွေကိုသိသားမှကြောက်တာကြောင့်လမ်းမှာပဲဆင်းခဲ့လိုက်ပါတယ်။အဲဒီညတကယ်ချင်း၃ယောက်ဆုံးကစူဝါကိုအိမ်မှာပဲမထားပဲချောင်းတက်ဖို့ပြောလိုက်ပါတယ်။ထို့နောက်ယွမ်ဟာမှသူနဲ့ဆက်ဆက်ထားတဲ့သူဟာဇွန်ဘီဗိုင်းရပ်စ်ကိုခံရတဲ့ကြောင့်သူကိုယ်တိုင်တက်လိုက်ပြီးဇွန်ဘီတွေကိုမုံကြောင်ပြောလွန်တယောက်လမ်းသွားခဲ့ပါတယ်။ထို့နောက်ဆိုးကိုခဏပြန်ကစူဝါရဲ့ပစ္စည်းကိုတွေ့ယူတဲ့အချိန်စူဝါရဲ့ဘွေကတတိယလာတာကြောင့်ငုံနေခဲ့ပါတယ်။ထို့နောက်စူဝါရဲ့ပုံကနေစူဝါရဲ့အချိုက်ဆုံးနေရာတစ်ခုကိုမြင်လိုက်ရတာကြောင့်ဒုံငယ်ကိုအတူတူလိုက်ခဲ့ပြီးပြောလိုက်ပါတယ်။ဂျင်ဝမ်ကိုရောက်လာတဲ့အချိန်မှာယွမ်ဟာကိုတွေ့လိုက်တာကြောင့်လမ်းသွားခဲ့ပါတယ်။အဲဒီအချိန်ကူးစက်ခံရတဲ့စူဝါထွက်လာတာကြောင့်ယွမ်ဟာကိုအတင်းနဲ့ထုတ်လိုက်ကြပါတယ်။နောက်တစ်နေ့မှာတော့ပွဲတော်တစ်ခုကိုစူဝါတို့တော့ရောက်ထွက်လာခဲ့ကြပါတယ်။တစ်ဖက်မှာတော့အုံပုံကြီးရွာမှာကူးစက်တဲ့သူမရှိကြောင်ပြောနေတဲ့အုပ်ချုပ်ရေးမှူးကစူဝါကိုအိမ်မှာပဲမထားပဲကြောက်ပုတ်ပေးဖို့ပြောလာပါတယ်။ပွဲတော်တွေမှာတော့စီဝါပေါ်တာအောင်မြင်တဲ့သတင်းတက်လာတာကြောင့်ဂျွန်တို့ပြောနေတဲ့အချိန်စူဝါတယောက်ပျောက်သွားခဲ့ပြီးအိမ်နောက်စူဝါကိုသူကြိုက်ဆုံးမှုဆိုင်မှာတွေ့သွားခဲ့ပါတယ်။အဲဒီအချိန်မှာတော့အိမ်မှာယွာကစူဝါရဲ့အကြောင်းကိုသိသွားခဲ့ပြီးစူဝါဟာဂျွန်ရဲ့သမီးချင်းလည်းမဟုတ်ပဲသူ့မတည်ဆုံးသွားတာကြောင့်သူ့မရဲ့သမီးကိုမွေးစားတာဖြစ်ပြီးတိုင်ကြမယ်ဆိုရင်တော့ဂျွန်ကိုတော့အရေးယူမခံရဘူးကူညီပေးပါလို့အမေဖြစ်သူကတောင်းပန်လိုက်ပါတယ်။အမှန်တော့ဂျွန်ကစူဝါအတွက်သူ့ရဲ့ငယ်ရတဲ့အချိန်တွေကိုပေးထားတဲ့အထိတောင်းယူခဲ့ပါတယ်။အဲဒီအချိန်ဂျွန်တို့ပြန်ရောက်လာကဇွန်ဘီဖြစ်နေတဲ့စူဝါကိုတပ်ဖို့တကယ်လုံးနေတဲ့ယွာကိုတားလိုက်ပြီးဂျွန်ကစူဝါကိုသူထိန်းချုပ်လို့ရကြောင်းပြောလိုက်ပါတယ်။စူဝါကတကယ်ထိန်းချုပ်လို့ရရင်အကြောင်းကိုပို့ပေးဖို့နဲ့ဒါမှသာသူလက်ခံပေးမယ်လို့ပြောလိုက်ပါတယ်။ဗဒနိုင်နဲ့ဆုံးမှာတော့စူဝါကိုချောင်းဖို့လုပ်ခဲ့ပေမဲ့အားသာချိန်မှာတော့ဘတ်စကတ်ဘောဆော့နေတဲ့အချိန်ဂျွန်ကပြစ်လိုက်တဲ့ဘောလုံးကြောင့်စူဝါရဲ့မျက်နှာရွေ့သွားခဲ့ပါတယ်။ထို့နောက်ဒုံဟာကုသပေးခဲ့ပြီးစူဝါမှလည်းတကယ်ချင်း၃ယောက်ရရှိလာခဲ့ပါတယ်။အဲဒီနောက်မှာတော့အဆင်ပြေနေပြီထင်တဲ့ဂျင်ဝမ်ထံကဲဆုံးမှုရောက်လာခဲ့ပါတယ်။ပွဲတော်သားတို့ကစူဝါရဲ့ထိုးစက်တဲ့ပုံစံတွေကသတင်းမှတက်လာကစူဝါနေတဲ့နေရာကိုအဖေရင်းပြသူမှရောက်လာကစစ်တပ်ကိုအနှံပြီးပတ်ဆက်ယူဖို့ရောက်လာခဲ့ပါတယ်။
ဂျင်ဝမ်နဲ့ပတ်သက်ဖြစ်ပြီးဂျင်ဝမ်ကိုရိုက်နှက်နေတာကိုမြင်နေတဲ့ဆိုတာလည်းသူမရဲ့အဖေချင်းကိုကိုက်လိုက်တာကြောင့်ဇွန်ဘီဖြစ်လာခဲ့ပြီးကူးစက်ခံရတဲ့ဇွန်ဘီကိုတော့ရှင်းလိုက်ပါတယ်ထို့နောက်ဂျင်ဝမ်တို့သားဖ2ယောက်ဒီရောက်ကနေအများဆုံးထောက်ခါသွားဖို့လုပ်ခဲ့ကြပါတယ်တင်းနဲ့ဆက်သွားဖို့ဆောင်နေတော့စစ်တပ်မှရောက်လာကတကားဖွင့်ပေးဖို့ပြောနေတဲ့ချိန်သမီးဖြစ်သူကိုတတ်မှန်ကိုသိနေတာကြောင့်ဆူဟာကိုအဖေကိုကိုက်လိုက်ဖို့ပြောလိုက်ပြီးဒီလိုလုံးမှပဲသူတို့အတူတူရှိနေရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်ဆူဟာလည်းဂျင်ဝမ်စကားကြောင့်ကိုက်လိုက်ပါတယ်အဲ့ဒီအချိန်စစ်တပ်မှတကားပြောင်းဝင်ရောက်လာကကူးစက်ခံရပြီးဖြစ်တဲ့ဂျင်ဝမ်ကိုတနက်နဲ့ဝိုင်းပစ်လိုက်တဲ့အခါလဲကျသွားတဲ့အဖေဖြစ်သူကိုကြည့်ပြီးအဖေလို့အတန်ထွက်လာတဲ့ဆူဟာကိုမပြစ်ဖို့တားလိုက်ပါတယ်အဲ့နောက်ဆူဟာတယောက်စေးုံကန်းထဲမှာသတိရလာပြီးအဖေဖြစ်သူကိုမေးလိုက်ပါတယ်တကယ်တော့ဂျင်ဝမ်တို့မျိုးရိုးကသွေးနဲ့လေ့ကျင့်ပေးတော့ရခဲ့တဲ့ဒဏ်ရာတွေကဂျင်ဝမ်ကိုဗိုင်းရပ်စ်ကနေခုခံပေးနေတာပါဂျင်ဝမ်ရဲ့တွေးကနေတစ်ဆင့်ဆူဟာကူးတက်ပေးခဲ့ပြီးဂျင်ဝမ်ကတော့ကိုမဝင်နေခဲ့ပါတယ်6လအကြာမှာတော့ဆူဟာတယောက်အကပ်ပြန်နေတဲ့တခြင်းတန်ကိုကြားကဂျင်ဝမ်တယောက်သတိဝင်လာခဲ့ကဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်ဒီဇလန်လေးကတော့ဖခင်မြတ်တာကိုပေါ်ရတဲ့ကားလေးမို့ကြည့်ရှုတင်ပါတယ်ခင်ဗျ